ဒီနေ့မှာကတော့ထလေးစပြမှာဖြစ်ပါတယ်ရောက်ပြီးဆုံးသွားပါမယ် cherry ယူကီကိုကလာအချင်းတင်မှာပေါ့နော်ပုံစံနဲ့တာပါပဲနံပါတ်လဲနံပါတ်ကတော့ CHERR cherry 2840ပဲဖြစ်ပါတယ်ပုံပြောင်းနေပြအောင်ပေါ့နော်ဒီမှာစီတော့ပြပါတယ်cherry တော့မှရင်ကဘာလို့ဒီလိုနော်ဒီကအရင်ကပါလေတော့မှပြင်နေပေါ့နော်တင်ပြလောက်မှာပါဘာလို့ဆို shuki ဆိုတဲ့ဟာပေါ့နော်အရင်ကတော့ cherry လို့ဘလောလို့နာမည်ပေါ့နော်တင်ပြမှာပါဘာတော့ blog ခါလိုက်ရတယ်ပေါ့နော်ဘာလို့လဲမသိဘူးပေါ့နော်အဲ့ဒါကြောင့်မို့ YouTube မှာပြင်တာပါအရင်ကယူရနေတာ cherry ပေါ့နော်အခုတော့ဒီဖြစ်သွားပြီပေါ့နော်ဆောင်းဆက်ဘာလဲကိုယ်လည်းလို့ပြောဆောရဆိုcherry ဟို shuki ကိုပေါ့နော်ဘာလဲကောင်းလေးလာအပ်ပြီးလို့ရပါတယ်မဟုတ်ရင်နာမည်လေးပုံလေးချလိုက်ပါနော်ချဲဘာဒီပစားချဲပဲဆွဲနေဘောနော်အလေပြီးရဒီလိုဆောက်ဆောက်လာဒီခါနဲ့ပြောရတာဆက်ချောင်းဒီလိုဆောက်ပါတယ်ဒီရောဆောက်ပြတယ်နော်ဒီမှာဖုန်းရှိရင်ဖုန်းပြင်လိုက်ဒီလိုဝယ်လိုက်ပါတစ်အခုအပ်ပြီးရပါတယ်ကောက်ပြလာတိုင်းပါတယ်အားလေးပဲအဲ့ဒါလေးကိုအပ်ပြီးလို့ရှားပါရှင်ဒီနေရာတေချာလေးကြည့်ရအောင်နော်ဆောင်းနေတယ်နော်ဒီလိုကြောက်အကောက်လေးရောဒီကောက်ပဲရှိပါတယ်နော်တခြားအကောက်မရှိပါဘူးပေါ့နော်ပြီးတော့ချက်ပြီးတော့ယူကီဗီဒီယိုကြည့်ပြီးတော့အားလုံးကြည့်စပါတယ်ကြည့်ပြီးတော့လည်းဘာမှမလုပ်ဘဲနဲ့မသွားလိုက်နဲ့နော် like and subscribe လေးလုပ်ပြီးတော့နေပါဦးနော်ဘာလို့ Vivian လေးနဲ့ခံလေးကြည့်ပြီးပါရှင်Vivian ခံလေးကြည့်ရင်တော့ပတ်စံရလို့ပါsubscribe လေးလုပ်ပြီးအောင်ပေါ့နော်sorry ပါတကြောင်ပါရဲ့တော့ဒီ vlog ကောက်လေးလေးပြန်နေလေးချခဲ့ပြီပါပေါ့နော်ကိုမအားလုံးအားဆိုရင်ချပြီးလာအပ်ပါမယ်ရှင်အခုကြောက်ရတဲ့ဒီနေ့ဗီဒီယိုတော့တက်လိုက်ပဲပေါ့နော်နောက်ဗီဒီယိုမှာတက်ကြမှာမယ်မနှုတ်ဆက်ခင်လေးပါလေ Yuki ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ bye bye